အခုလာမဲ့အဖွင့်နေမှာပေါ့နော်ကျွန်တော်ရဲ့အထူး special master key 3လုံးပြီးတော့မနက်1ချိန်သို့မဟုတ်ညနေ1ချိန်ပြီးတော့စာရိုးစိန်ကောပတ်သီးနော်ဒီကနေဒီ YouTube channel ကနေတောက်လျှောက်တင်ပေးသွားမယ်နော်တောက်လျှောက်တင်ပေးသွားမယ်အဲ့ဒါကြောင့်လို့ကိုမောင်အနေနဲ့ကဒီမှာ subscriber လေးနှိပ်ထားလိုက် subscriber 50ပြည့်ပြီဆိုတာနဲ့ကျွန်တော် live လွှင့်မဲ့အချိန်တွေကိုပြောမယ် live ကညနေပိုင်းဆိုရင်ကျွန်တော်အဲ့ဒါမဟုတ်ည9နာရီအချိန်ကိုကျွန်တော်ပုံမှန်လွှင့်ပေးသွားမယ်နော်ညတိုင်း9နာရီအချိန်ပုံမှန်လွှင့်ပေးသွားမယ်အဲ့ဒါဒီလိုညဘက်9နာရီလွှင့်တဲ့ဟာဒီမနက်ဖြန်အတွက်7နာရီ10မိနစ်သို့မဟုတ်4နာရီခွဲအဲ့လိုအတွက်ကိုကျွန်တော်ရက်နဲ့ဒိတ်နဲ့ကိုပြောပြီးတော့ special key 3လုံးနဲ့ထုတ်ပေးသွားမယ်ပြီးတော့စာရိုးပတ်သီးလိုချင်တဲ့လူတွေစာရိုးပတ်သီးတွေပြင်မယ်ပြီးတော့နေ့တိုင်းတွေတင်သွားမယ်နော်အားကြောင့်လဲဆိုရင်ဒါ YouTube channel အသစ်ဖြစ်ပါတယ်ကျွန်တော်ဟို YouTube channel ကြီးကပြတ်ကျသွားပြီနော်အဲ့တော့ဟို YouTube channel မှာတည်ထားတဲ့ကိုတွေမကြီးဒီ channel ကိုတွေ့ရတာနဲ့ subscribe လေးပြန်လုပ်ပေးထားပါ subscribe ပြန်နှိပ်ပေးထားပါနော်အားလုံးကိုကျွန်တော်တစုတစည်းတယ်ဒီ channel ရပဲပေးမယ်နော်နောက်ပြီးတော့ကျွန်တော် YouTube channel အကောင့်ပြတ်တိုင်း YouTube မှာအခုလိုမျိုးနာမည်လေးနဲ့ KO ကို PAIMG ပိုင်ကိုပိုင်ဆိုပြီးရှာကြည့်လိုက်နော်ဖုန်းနံပါတ်ဒီ399886 83လုံး133နော်ထပ်ပြောမယ်399886 83လုံး133နော်အဲ့ဒီလုံးပဲကြိုင်နေအဲ့အတွက်ကြောင့်မလို့အဲ့ဖုန်းနံပါတ်လည်းမှတ်ထားပါပြီးတော့ဒီ YouTube channel ကိုလည်း subscribe နှိပ်ထားပါအကောင့်ပြတ်တိုင်းပြန်ရှာပါနော်ကျွန်တော်ရဲ့ဟိုလူဟောင်းတွေပြောပြရနော်လူတစ်တွေကတော့တွေ့ရင်လှုပ်ထားပေါ့လူတစ်တွေလည်းကစားခြင်းဝင်ကြည့်ပါလို့ရတယ်နော်